အလောင်းတစ်လောင်းကိုအခြေပြုပြီးတော့အကျိုးမြတ်တွေအများကြီးရရှိသွားတဲ့လင်မယားနှစ်ယောက်အကြောင်းကိုပြောပြမယ်။ဒီအလောင်းကလည်းသူတို့နဲ့ပတ်သက်တဲ့သူပဲတခြားသူမဟုတ်ဘူးသူတို့နှစ်ယောက်ရဲ့ချစ်သူဒီအကြောင်းကမှုခင်းအကြောင်းအရာတွေလိုမျိုးစိတ်မတတ်မသာစရာကိစ္စတွေပါဝင်တာမျိုးမဟုတ်ဘဲနဲ့ပေါ့ပပလေးနားထောင်လို့ရပါတယ်ရှင်။ဒီလူရဲ့နာမည်ကတော့ James သူကအသက်55နှစ်ကိုလိုရာဒိုမှာနေထိုင်နေသူ့မှာမိန်းမရှိရဲ့သူ့မိန်းမနာမည်က Susan James နဲ့ Susan တို့နှစ်ယောက်လုံးရှိမှချစ်သူနောက်တစ်ယောက်ရှိရဲ့သူ့ရဲ့နာမည်က O'Neil သူတို့၃ယောက်ကအတူတူနေကြရပေါ့နော်အဲ့တော့2023ခုနှစ်ရဲ့ညတညမှာသူတို့ရဲ့အိမ်မှာပါတီပွဲတစ်ခုကိုလုပ်ကြတဲ့၃ယောက်သားအတူတူပျော်ပါကြတဲ့အရက်တွေတောက်တဲ့မူရစ်စေဝါတွေသုံးဆွဲကြတယ်ပြီးတော့သူတို့အိယာဝင်ခဲ့ကြတယ်။နောက်နေ့မနက်မိုးလင်းလာခဲ့တဲ့အချိန်ဆူဆန်အိယာကနိုးလာတော့အိုနီလ်ကိုကြည့်လိုက်တဲ့အချိန်မှာသူ့ပုံစံကထူးဆန်းနေရဲ့သူ့ကိုကြည့်ပြီးတော့သွားပြီးသူဆေးရည်အများကြီးတုံးပြီးတော့အသက်မရှိတော့ဘူးလားမသိဘူးဆိုပြီးတော့သူ့ယောက်ျားဂျိမ်းကိုသူကနှိုးလိုက်တယ်။ကြည့်ပါဦးအိုနီလ်ကတော့သွားပြီးနေတူတယ်လစ်ပြီးနေတူတယ်ဆိုတော့အဲ့ဒါနဲ့ဂျိမ်းကလည်းအိုနီလ်ကိုစမ်းသပ်ကြည့်ရောဟုတ်တယ်သူအသက်မရှိတော့ဘူးပေါ့နော်။အဲ့ဒါနဲ့ပထမတော့သူတို့လည်း CPR တွေလုပ်ကြတယ်။ဒါပေမဲ့ဘယ်လိုပဲလုပ်လို့သူကအသက်မရှိတော့ဘူးအသက်ထွက်သွားခဲ့ပြီးအဲ့ဒီအချိန်မှာဂျိမ်းကသူ့ရဲ့မိန်းမကိုပြောတယ်ငါတို့ရဲခေါ်ရမယ်ဒီအကြောင်းကိုငါတို့တိုင်ကြားမယ်အဲ့တော့ဆူဆန်ကခဏနေအောင်ရဲမခေါ်နေအောင်သူကလည်းစိတ်ရှုပ်ထွေးနေခဏလေးနေပါအောင်ဆိုပြီးတော့သူတို့နေကြတဲ့အချိန်မှာပဲသူတို့က O'Neil နဲ့ပတ်သက်တဲ့စာရွက်စာတမ်းတချို့ကိုတွေ့ခဲ့သူတို့က Social Security Check အဲ့ဒီစာရွက်စာတမ်းကိုတွေ့သွားတယ်ပေါ့နော်အဲ့ဒီမှာကသူကပတ်စံတွေရဖို့အတွက်ရှိတယ်သူအသက်မရှိတော့ဘူးဆိုတော့ကိုတိတာဆိုလို့အခုမှဂျိမ်းနဲ့ဆူဆန်တို့နှစ်ယောက်ပဲရှိသေးတာသူသာအသက်မရှိတော့ဘူးဆိုတာကိုလူတွေသိသွားမယ်ဆိုရင်တော့ဒီပတ်စံကိုသူတို့မရတော့ဘူးအဲ့တော့သူတို့ကဒီပတ်စံတွေကိုထုတ်ယူဖို့အတွက်စဉ်းစားလိုက်တယ်သူ့ရဲ့ debit card နဲ့သူ့ရဲ့ password တွေကိုလည်းသိရတဲ့အတွက်ကြောင့်မို့လို့သူတို့ကပတ်စံတွေကိုထုတ်ယူသုံးစွဲပြီးတော့အေးအေးဆေးဆေးနေထိုင်နေကြတယ်။အိုနေလီရဲ့အလောင်းကိုတော့သူတို့ရဲ့အိမ်မှာပဲသူတို့ထားခဲ့ကြတယ်။သူတို့ကကတ်နဲ့ငွေတွေကိုထုတ်ယူသုံးစွဲတယ်အလှကုန်ပစ္စည်းတွေဝယ်တယ်ပစ္စည်းတွေအမျိုးမျိုးပဲသူတို့ဝယ်ပြီးတော့သူတို့ကိုချိုးအတွက်သုံးစွဲခဲ့ကြတယ်။သူတို့အိမ်မှာခွေး၈ကောင်မွေးထားတယ်။ဒီခွေးတွေကအခန်းထဲဝင်ပြီးတော့အိုနီလီရဲ့အလောင်းအနက်အခန်းနေရင်းထဲမှာဒီအလောင်းကိုသူတို့ကကိုက်ဖြတ်စားတောက်ကြတော့တယ်ဒီအလောင်းကိုကိုက်ဖြတ်စားတောင်းနေတဲ့အချိန်မှာဂျိမ်းနဲ့ဆူဆန်တို့ကအိမ်မှာမရှိဘူးသူတို့အိမ်ကိုပြန်လာပြီးတော့မှအတန်ပလန်တွေကြားလို့အခန်းတကောက်ဖွင့်လိုက်တဲ့အချိန်မှာခွေးတွေကအလောင်းကိုစားပစ်လိုက်ပြီးအကုန်တော့မကုန်သေးဘူးပေါ့နော်အနေငယ်ကိုပဲစားရသေးတယ်ဟာသူတို့လည်းဒုက္ခရောက်ပြီးဆိုပြီးတော့အလောင်းပေါ်ကိုသူတို့ဒီစောင်းလို့ဖြာလို့တစ်ချက်ကိုသူတို့အုပ်ထားလိုက်ကြတယ်ဒီအချိန်မှာလည်းအိုနီလ်ကွယ်လွန်သွားပြီဆိုတဲ့အကြောင်းကိုသူတို့ကဘသူ့ကိုမှတိုင်ကြားတာမရှိဘဲနဲ့သူနဲ့ပတ်သက်တဲ့လူမှုဖူလုံရေးကရတဲ့ပတ်စံတွေကိုသူတို့ဆက်လက်သုံးစွဲနေကြတော့ပဲဒါရင်မကပါဘူးအိုနီလီရဲ့ဘဏ်အကောင့်ထဲမှာဒေါ်လာ9000ကျော်ရှိရဒါကိုလည်းသူတို့ကခိုးယူသုံးစွဲခဲ့ကြတယ်အဲ့ဒီအချိန်မှာအိုနီလီရဲ့အကိုကအိုနီလ်ကိုဖုန်းဆက်တယ်ဆက်သွယ်တယ်ပေါ့နော်သူ့ညီအစင်တည်းရဲ့လားဆိုပြီးတီးချင်လို့ဘလောက်ပဲဖုန်းဆက်သွယ်လို့မရခဲ့တဲ့အခါကျတော့သူကရဲစခန်းမှာသွားပြီးအမှုဖွင့်တိုင်ကြားလိုက်တယ်ရဲတွေကအိုနီလ်ရှိလောက်မဲ့နေရာကိုသွားတယ်အိုနီလ်ကဆူဆန်နဲ့ဂျိမ်းတို့ရဲ့အိမ်မှာရှိမယ်ဆိုပြီးတော့ရဲကသွားတယ်။သွားတဲ့အချိန်မှာဂျိမ်းကတကားကိုလာဖွင့်ရဲကိုတွေ့ရောသူလည်းတော်တော်လေးလန့်သွားတယ်ဒုက္ခရောက်ပြီပေါ့။ရဲကသူ့မေးတယ်မင်းနာမည်ဘယ်လိုခေါ်လဲဆိုတော့ဂျိမ်းနဲ့တိုင်းဆိုင်စွာနဲ့အိုနီလ်ရဲ့နာမည်ကလည်းဂျိမ်းပဲဂျိမ်းအိုနီလ်နာမည်တူနေတယ်။အဲ့တော့ရဲကအော်ဒီမှာဂျိမ်းကတော့ရှိတယ်သူက AC ပဲပေါ့နော်။မင်းကိုရှာနေရလို့ပြောတော့ဟုတ်တယ်ကျွန်တော်သူနဲ့စကားမပြောချင်ဘူး။အဲ့ဒါကြောင့်ကျွန်တော်သူ့ရဲ့ဖုန်းတွေကိုမကင်တာအဲ့လိုပြောလိုက်တဲ့အခါကျတော့ဒါမိသားစုကိစ္စသူတို့ရန်ဖြစ်ထားလို့သူတို့မခေါ်ကြတာဆိုပြီးရဲကလည်းပြန်သွားတယ်ပြီးတော့ဒီအိုနီလီရဲ့အကိုကိုလည်းမင်းရဲ့ညီကတော့အဆင်ပြေပါတယ်သူကအေးဆေးပါပဲသူကမင်းနဲ့စကားမပြောချင်တာဆိုပြီးတော့ပဲပြောလိုက်ဒါအပြင်ရဲတွေကသူတို့ရိုက်ထားတဲ့ဒီဓာတ်ပုံတွေကိုလည်းပြလိုက်တဲ့အချိန်မှာတော့တစ်ဖက်ကဒီပိုနီလီအကိုကဟာဒါကျွန်တော်ရဲ့ညီမမဟုတ်တာသူမဟုတ်ဘူးလေဆိုပြီးတော့အဲ့ဒါနဲ့သူတို့ကထပ်ပြီးတော့စုံစမ်းရရောအဲ့ရီကပြန်သွားပြီးတော့မေးရအိုနီလ်ပမာလဲသူဒီမှာနေရဲဆိုတော့ငါတို့သိရပေါ့နော်အဲ့တော့ဂျိမ်းနဲ့ဆူဆန်ကလည်းမလိမ်ဘူးသူတို့ကအမှန်တိုင်းပြောတယ်အကုန်လုံးအမှန်တိုင်းမပြောဘူးပေါ့ဟုတ်တယ်အိုနီလ်ကဒီမှာနေရဲဒါပေမဲ့သူထွက်သွားပြီပေါ့နော်သူဘယ်ကိုသွားတာလဲဆိုတော့ကျမတို့လည်းမသိဘူးအဲ့လိုမျိုးပေါ့သူပျောက်နေရလားဘာလားပေါ့သူကလိုက်ပြီးရွှီရောရဲတွေကသူတို့ပုံစံအောင်ကြည့်ရတယ်သူတို့လိန်နေတယ်ဆိုတာကိုသိတယ်ဒါပေမဲ့လည်းသူတို့ဘလို့လိန်နေရလဲဒါကိုတတ်သိပြဖို့အတွက်သူတို့မှဘာတတ်သိမှမရှိဘူးဒီအချိန်မှာအိုနီလီရဲ့အကိုဖြစ်သူကပေါ့နော်သူတို့နှစ်ယောက်ကိုဖမ်းဖို့အတွက်ကျွန်တော်မှလှည့်ကွက်တစ်ခုရှိတယ်ဆိုပြီးတော့သူကရဲတွေကိုပြောလိုက်တယ်ပြောပြီးတော့သူကတရက်နှစ်ရက်လောက်နေရောသူကဆူဆန်ကိုဖုန်းဆက်တယ်ဖုန်းဆက်ပြီးတော့ပေါ့နော်အိုနီလီကိုပေါ့နော်သူ့အနေနဲ့ရှယ်ယာတွေပေးစရာရှိတယ်ဒီဝေစုခွဲပေးဖို့အတွက်ရှိရပေါ့နော်အဲ့တော့သူဒီပတ်စံတွေရဖို့အတွက်ဆိုလို့ရှင်တော့ဘာတွေလိုပါတယ်ပေါ့ကွာတစ်ဖက်ကနှစ်ယောက်ကလည်းအရန်ကိုလောဘကြီးကြတယ်ဆိုတော့ဒီအချက်လက်တွေကိုသူတို့ကပေးလိုက်ရောပေးပြီးတော့အိုနီလီရဲ့ဒီလက်မှတ်ကိုလည်းလိုတယ်ပေါ့နော်ဆိုင်းကိုလည်းလိုတယ်ဆိုပြီးတော့ပြောလိုက်တော့သူတို့ကလည်းစိတ်ရှုပ်ထွေးသွားတယ်
သူတို့ကလက်မှတ်ထိုးဖို့အတွက်ဆိုလူကိုယ်တိုင်သွားရမှာလေအဓိကဒီ Only အကိုလိုချင်တာကကြတော့ဒီသူ့ရဲ့လူမှုဖူလုံရေးနံပါတ်တွေရဲ့ပြီးတော့ဗန်နဲ့ပတ်သက်တဲ့အချက်လက်တွေရဲ့ပေါ့နော်ဒါဟိုဒါရဲရရပြီဆိုတော့စစ်ဆေးကြီးရဲ့အချိန်မှာသူပတ်စံတွေထုတ်ယူထားတာတွေ ATM ကနေထုတ်ထားတာတွေကအရန်ကိုများနေတယ်ပြီးတော့သူ့ရဲ့လူမှုဖူလုံရေးရတဲ့ငွေတွေကလည်းအမြဲတမ်းဗန်ထဲကိုဝင်နေပြီးအဲ့ဒီငွေတွေကိုလည်းထုတ်ယူသုံးစွဲမှုတွေကအရန်ကိုများနေတယ်ဒါတွေအကုန်လုံးကို Only ရဲ့အကိုတယောက်တည်းကလုပ်ခဲ့တာသူညီအတွက်သူအမှန်တရားကိုဖော်ထုတ်ပေးမယ်ဆိုပြီးဒါတွေအကုန်လုံးကိုလောက်အချက်လက်တွေဆိုပြီးသူကရဲစခန်းကိုသွားတယ်ဒါတွေကိုသွားပြတယ်အဲ့တော့ရဲတွေကစုံစမ်းလိုက်တဲ့အချိန်မှာဒီ ATM ကနေငွေထုတ်ထားတာက James ဖြစ်နေတယ် James ကသူ7-Eleven ဆိုင်တစ်ဆိုင်ကနေပြီးတော့မှာပေါ့နော်ဒီပတ်စံတွေအများကြီးကိုတုံးထားတာကိုလည်းတွေ့ရတယ်7-Eleven ဆိုင်ရဲ့ CCTV ကင်မရာကိုဆက်လိုက်တဲ့အချိန်မှာလည်းဒီကတ်ကိုတုံးဆွဲနေတဲ့သူက Only မဟုတ်ပဲနဲ့ James ဖြစ်နေတယ်အဲ့လိုနဲ့ရဲတွေကသူတို့ရဲ့တိုက်ခန်းကိုတစ်ခါပြန်ပြီးတော့ဝင်ပြီးစစ်ဆေးရဲ့အချိန်မှာ Susan ကဒီကိစ္စတွေအကုန်လုံးအမှန်တကယ်ပဲဝန်ခံလိုက်တယ်ပေါ့နော်တိုက်ခန်းအထဲမှာရှိတဲ့အခန်းထဲမှာလည်း Only ရဲ့အလောင်းဟာအဲ့ဒီအချိန်ထိရှိနေသေးတယ်သူတို့နှစ်ယောက်လုံး James နဲ့ Susan တို့နှစ်ယောက်လုံးလည်းဖမ်းခံလိုက်ရတယ်သူတို့အမှုကအခုချိန်ထိစစ်ဆေးနေသေးပါပဲ